မေနဲ့ခွဲဖို့ခက်တယ် 2 3 4ဒီသက်ရွေကငေတာ go ဒါပေမဲ့ကြောင်ရောက်တဲ့အခါကိုနဲ့တဲ့တူကြောင်တော့ကြောင်လို့များကြီးနဲ့လေရင်းနေဆော့စားကနေသာကြခဲ့တရားရဲ့ဖဆက်ကနမ်းမြတ်တွေခါကြောင်သွားတိုင်းမှာတောင်းတခဲ့တာကိုရမယ်မဟုတ်ဘူးကိုတွေ့ချင်လို့လေ 2 3 4ဒီသက်ရွေကငေတာ go ဒီလိုနဲ့ပဲဆယ်ကျော်တဲ့အရွယ်ရောက်တဲ့အခါ